အားလုံးမင်္ဂလာပါနော်ကျွန်တော်မတွေ့တာတော်တော်ကြာပြီပေါ့ကျွန်တော်လဲ line မော်မတက်ဖြစ်ဘူးပေါ့နော်အဲ့တော့ 3D လေးတွေကျွန်တော်အခုပြန်တင်ပါမယ်အရင်လိုပဲကျွန်တော်အားပေးကြပါအောင်လို့နော်အားပေးကြပါအောင်လို့မေတ္တာရက်ခံတောင်းဆိုပါရစေအခုဒါကတော့ကျွန်တော်ရှာဖွေနေကြပုံစံလေးကိုကိုရီမတွေကိုမှတ်မိသွားအောင်ကျွန်တော်ပြန်ပြီးချပြမှာပေါ့နော်ဒါကျွန်တော်တို့ဒီမှာနှစ်တစ်လေးကိုဘယ်လိုထွက်လဲပေါ့နော်အဲ့ဒါလေးအဲ့လိုပုံစံလေးနဲ့ကျွန်တော်ရှာဖွေတာပေါ့နော်ဆယ်ကွက်မှုလေးတွေရှာတယ်ကျွန်တော်ဒီမှာဒီထိတ်ဝင်ခါဝင်ပေါ့နော်ခါဝင်ပိတ်ဝင်ဘာဝင်ပေါ့ခဏတလုံးကိုအပန်ရပြီဆိုတာနဲ့ထိတ်ရပြီဆိုရင်ခါရတဲ့မှုရှိလားပေါ့နော်ခါရရင်အပိတ်ရတဲ့မှုရှိလားသို့မဟုတ်ထိတ်ရရင်အပိတ်ရတဲ့မှုရှိလားအဲ့မှုလေးတွေကိုရှာဖွေရတာကျွန်တော်သဘောကျပါတယ်အခုဒီမှာ तू ကဘယ်လိုလေးတွေပေးလဲဆိုတော့ဒီမှာဒီသုံးလုံးပေါင်းချင်းခွန်နဲ့အဲ့ခွန်ကိုခွန်လို့ခါချရပါတော့ဒီသုံးလုံးပေါင်းချင်း8အဲ့8ကို8လို့ချတယ်ဒီသုံးလုံးပေါင်းချင်း9အဲ့ကို9လို့ချတယ်ပေါ့နော်ဒီသုံးလုံးပေါင်းချင်း1ကို1လို့ချတယ်4ပင်ပေါ့နော်တစ်ပင်2ပင်3ပင်4ပင်ပေးတယ်ပေါ့ပြီးတော့ကျွန်တော်တို့ဒီမှာဒီနှလုံးပေါင်းချင်း2ဒီသုံးလုံးပေါင်းချင်းခွန်ကိုခွန်လို့ချပြီးဒီရှေ့တွဲရတာနဲ့ဒီနှလုံးပေါင်းချင်း2အဲ့2ကို2ရဲ့ပါဝါခွခွန်ဆိုပြီးရိုက်တယ်ဒီသုံးလုံးပေါင်းချင်း8အဲ့8ကို8ခါလို့ဒီရှေ့တွဲရတာနဲ့ဒီနှလုံးပေါင်းချင်း3ညရဲ့ပါဝါ9ဒီမှာခွာ9နဲ့သူကအပြီးချုပ်သွားပါတော့ဒီသုံးလုံးပေါင်းချင်း9ခါလို့ဝင်တာနဲ့ဒီလိုရှေ့တွဲရပြီဆိုတာနဲ့နှလုံးပေါင်းချင်း4ပါဝါကိုခွာ9နဲ့သူကအပြီးပေါက်ထွက်သွားပါတော့အဲ့မှာကျွန်တော်တို့ဒီသုံးလုံးပေါင်းချင်း1ကို1ခါလို့ဒီရှေ့တွဲရတာနဲ့ဒီနှလုံးပေါင်းချင်း1ပါဝါခွာ6နဲ့ပေါ့နော်10ကွက် line ပေါ့အဲ့လို10ကွက် line တွေရှာဖွေတဲ့ပုံစံကိုကျွန်တော်သဘောကျပါတယ်အဲ့တော့ဒီတစ်ပတ်ကိုကျွန်တော်ရှာဖွေထားတဲ့ပုံစံလေးကိုချပြမယ်ပေါ့နော်တို့ပေမဲ့ကဏ္ဍပေါက်ကတော့ကိုယ့်ကိုရွေးချယ်ရမှာပေါ့ကျွန်တော်တို့ဘာဖြစ်လဲဆိုတော့မှာပေါ့သူ့ရဲ့ပုံစံဒီမှာဒီသုံးလုံးပေါင်းချင်း3ညရဲ့ပါဝါကို9လို့ပိတ်ထားတယ်ပေါ့နော်ဒီသုံးလုံးပေါင်းချင်း9ရဲ့ပါဝါကို4လို့ပိတ်ထားတယ်ဒီသုံးလုံးပေါင်းချင်း4ရဲ့ပါဝါကို9လို့ပိတ်မယ်ပေါ့နော်အဲ့တော့တစ်ပင်3ပင်ပေးပြီပေါ့ကျွန်တော်တို့အရင်ပေါ်ပင်လို့4ပင်ပဲပေးခဲ့ပြီဆိုရင်တဲ့ဒီမှာခါကိုဘာထည့်တယ်အပိတ်ကိုဘာထည့်တယ်ပေါ့နော်ဒီသုံးလုံးပေါင်းချင်း8ပါဝါကို3ထည့်ရမယ်တစ်ခါထည့်ပြီဆိုရင်ဒီသုံးလုံးပေါင်းချင်း9ပါဝါကို4လို့ထည့်ရမယ်နှစ်ခါထည့်ရင်ဒီသုံးလုံးပေါင်းချင်း3ရဲ့ပါဝါကို5လို့ထည့်ရမှာဆိုတော့ကျွန်တော်တို့ဒီအတွဲ10တွဲရတယ်ပေါ့နော်ကင်မရာနည်းနည်းနီးနေပါတော့နော်လက်ကကင်ပြရင်လည်းလက်ကမငြိမ်ဘူးပြအဲကြောင့်အဲ့အတွဲ10တွဲရတယ်ပေါ့အဲ့တော့ကျွန်တော်တို့အတွဲ10တွဲရပြီဆိုဘာထည့်မလဲပေါ့နော်ကျွန်တော်ဒီတစ်ခါတော့ဒါမျိုးတော့ရှာလို့ရတယ်ပေါ့နော်ရှေ့ပေါင်းနေနဲ့လည်းထည့်လို့ရတယ်ခွာပေါင်းနဲ့လည်းထည့်ရတယ်ဘရိတ်နဲ့လည်းထည့်ရတယ်ကျွန်တော်ကတော့ကိုရီမတွေကိုကန်ပြီးရင်လည်းရအောင်ပေါ့နော်ဘရိတ်လေးနဲ့ထည့်မှာပေါ့ဒီနှလုံးပေါင်းချင်း8ဒီနှလုံးပေါင်းချင်းခွန်ဒီနှလုံးပေါင်းချင်း3ညဒီနှလုံးပေါင်းချင်းခွန်ဆိုတဲ့8ခွန်3ညခွန်ကိုကျွန်တော်ထည့်ကျင်တာပေါ့နော်အဲ့ဒီ8ခွန်3ညခွန်တွေကိုဒီမှာ8ဒီမှာခွန်ဒီမှာ3ညဆိုပြီးရိုက်တယ်အဲ့တော့ကျွန်တော်တို့လိုနေတာခွန်ပေါ့နော်ခွန်ဆိုတော့ခွန်ဘရိတ်ဖြစ်အောင်ကျွန်တော်တို့ကဒီမှာဒီနောက်တွဲ10တွဲကိုခွန်ဘရိတ်ဖြစ်အောင်ကျွန်တော်ထိပ်စီးလေးထည့်မယ်ပေါ့နော်4 2 3ည86ဆိုတော့4ပဲပေါ့နော်စုံထိပ်ဖြစ်သွားမှာပေါ့နော်4 2 3ည8 6ပေါ့နော်ကျွန်တော်အဲ့လို10ကွက်လေးတွေထုတ်တာကြိုက်တယ်ပေါ့နော်ဒါကန်ပေးရင်လည်းပေါက်မှာပေါ့ကန်ပေးရင်လည်းပေါက်ပေါ့အဲ့ဒါမှကိုကတခြားကိုကြိုက်နေတဲ့ကဏ္ဍလေးပိုင်ရွေးထုတ်ပေါ့ဒါဒုတိယစိတ်ကြိုက်10ကွက်ပေါ့နော်အဲ့တော့ဒုတိယ line မှာဒါဒုတိယ line ပေါ့ပထမစိတ်ကြက် line ကတော့ကျွန်တော်တို့3မိနစ်ကနဲ့ထောက်ထားလေးရှိတာလေးဦးစားပေးရှာတာပေါ့နော်အဲ့တော့ဒုတိယထဲမှာကျွန်တော်အသုံးပြုနေတဲ့ပေတံပေါ့နော်အဲ့တော့ပေတံကိုဒါ2တစ်လေးပြန်ကြကြိုက်တဲ့ကိုရီမတွေလည်းထိုးလို့ရပါဘောနော်4 3 3လည်းထိုးရတယ်3ည2 5မရပါဘူး8 3 6ရပါတယ်6 4 9ရပါတယ်4 5 8မရပါဘူး2 6 9ရပါတယ်3ည9 3ညရပါတယ်8 8 1ရပါတယ်6 9 2ရပါတယ်နော်အဲ့တော့1ကွက်2ကွက်3ကွက်4ကွက်5ကွက်6ကွက်9ကွက်9ကွက်ရှိရပါတော့ဒါကျွန်တော်အသုံးပြုနေတဲ့ပေတံမှာ
အဲ့တော့ကြိုက်နေတဲ့ကိုရီမကြီးထိုးပေါ့ကျွန်တော်ကတော့ဒီတစ်ပတ်ကိုရှေးပေါင်းလေးကိုပို့ကြိုက်တယ်ပေါ့နော်ရှေးပေါင်းလေးကြိုက်တယ်ရှေးပေါင်းလေးနဲ့ဆိုရင်4303တကွက်ရှိမှာပေါ့နော်4303ဒါဒီရှေ့ကနေမှကျွန်တော်စိတ်ကြိုက်လောလောဆယ်ပေါ့နော်4303တကွက်တော့ပို့ကြိုက်တယ်ပေါ့ရှေးပေါင်းလေးကတော်တော်လေးအားကောင်းတယ်ပြီးရင်ရှေးပေါင်း2ရှိမလားရှေးပေါင်း2က325မကြိုက်တော့ဖယ်ထားရပေါ့နော်ရှေးပေါင်း2လည်းကောင်းတယ်ဒီရှေးပေါင်း4လည်းကောင်းတယ်ပေါ့နော်ကဲအားလုံးကျွန်တော်ရှာဖွေမှုပုံစံလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်ဗီဒီယိုလေးကို like and comment လေးနဲ့ share လေးနဲ့ကူညီပေးကြပါအောင်နော်ကျွန်တော်3မိနစ်ကလေးလဲချိန်ရရင်ရတယ်တင်ပေးပါမယ်ကြအားလုံးကိုကျေးဇူးတင်ပါတယ်